မင်္ဂလာပါကျွန်တော်တို့ရရှိမှာစီးပွားရေးလုပ်ငန်းတွေမှာနှစ်တိုင်းစင်းနေရေးဆွဲကြတယ်နှစ်ချုပ်စင်းနေဆွဲကြတယ်အဲ့လိုစင်းပိတ်တဲ့အခါမှာinternational accounting standard နဲ့အညီစင်းတွေကိုပိတ်ကြတယ်ဆိုတော့ international accounting standard တွေကတော့အများကြီးရှိပါတယ်ဆိုတော့အဲ့ဒီထဲကမှတစ်ခုအကြောင်းကိုကျွန်တော်ကဒါစီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်းအသုံးဝင်စေမယ်နောက်ပြီးတော့ဒီ accounting နဲ့ပတ်သက်ပြီးလေ့လာနေတဲ့ကျောင်းသူကျောင်းသားတွေအတွက်လည်းအကျိုးရှိစေမယ်အကြောင်းလေးတစ်ခုပြပြပေးခြင်းပါတယ်အဲ့တော့ဒီ IAS အကြောင်းကိုမပြောခင်မှာပထမအဆုံးမေးခွန်းလေးတစ်ခုမေးကြည့်ခြင်းပါတယ်အဲ့ဒါကတော့လူကြီးမင်းတို့စီမှာလုပ်ငန်းရှင်တွေစီမှာအကျွေးတွေများရှိနေကြလားလုပ်ငန်းတိုင်းဟာအကျွေးတွေရှိကြမှာပါเนาะကျွန်တော်လည်းအကျွေးရှိပါတယ်အဲ့တော့အကျွေးနဲ့ကင်းတဲ့လုပ်ငန်းမရှိပါဘူးအားလုံးသူဟာသူလက်ပတ်နေရတာဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့သိထားတဲ့အကျွေးဆိုတာကအစင်းငိုင်အခေါ်ရဆိုတော့ liabilities ပေါ့เนาะဒါဒီပေးရန်တာဝန်ဟာဘာလဲဆိုတော့ကျွန်တော်တို့ကတတ်မှတ်ရှိတဲ့အကျွေးကိုပဲကျွန်တော်တို့ကသိကြအဲ့တော့တတ်မှတ်ရှိတဲ့အကျွေးဆိုတာဘာကိုပြောတာလဲဆိုတော့ဘယ်တော့ပေးရမယ်ဆိုတာလည်းသိတယ်နော်ဘယ်တော့ပေးရမယ်ဆိုတာလည်းသိတယ်ဘယ်လောက်ပေးရမယ်ဆိုတာလည်းသိတယ်အဲ့လို specific ဖြစ်တဲ့အကျွေးတွေကိုပဲကျွန်တော်တို့က liability လို့ပဲသိထားကြတယ် balance sheet မှာကျွန်တော်တို့ဒါကိုဖော်ပြတယ်အဲ့တော့ဥပမာပြောပြရမယ်ဆိုရင်ကျွန်တော်ကပေါ့နော်ကုန်ဝယ်တယ်ကုန်ဝယ်တဲ့အခါမှာကုန်ပစ္စည်းကိုကျွန်တော်တစ်လဆိုင်နဲ့ဝယ်လိုက်တယ် supplier က voucher ဖွင့်ပေးလိုက်တယ်ဆိုတော့ supplier ဖွင့်ပေးလိုက်တဲ့ voucher အရာကျွန်တော်ကနောက်တစ်လနေဒီအကျွေးကိုပြန်ဆက်ရမယ်ဆိုတော့ကျွန်တော်မှာ specific time frame တစ်ခုရှိတယ်ဘယ်တော့ဆက်ရမယ်ဆိုတာလည်းသိတယ်အဲ့ဘယ်လောက်ဆက်ရမလဲဆိုတာကြတော့ voucher ပေါ်မှာရေးထားတဲ့ figure တစ်ခုရှိတယ်ဘယ်လောက်ပေါ့နော်သတ်မှတ်ပြီးသားရှိတယ်အဲ့တော့ဒီ liability ဒီ specific time လည်းရှိတယ် specific amount ကိုလည်းကျွန်တော်သိနေတယ်ဒါကျွန်တော်တို့အားလုံးသိတဲ့ liability ပေါ့ okay ဒါပေမဲ့အခုပြောပြချင်တဲ့အကျွေးရကြတော့ဘယ်တော့ပေးရမယ်ဆိုတာလည်းမသိဘူးအမောင်ဘယ်လောက်ပေးရမယ်ဆိုတာလည်းမသိဘူးဒါပေမဲ့ပေးတာတော့ပေးရမှာအကျွေးပဲเนาะအဲ့တော့ uncertain timing uncertain amount လို့ပြောကြတယ်ဘယ်တော့မှန်းလည်းမသိဘူးဘယ်လောက်မှန်းလည်းမသိဘူးဒါပေမဲ့ပေးတာတော့ပေးရမှာအဲ့ဒါကိုကျွန်တော်တို့စင်းကိုင်သမားတွေခေါ်တဲ့အခေါ်အဝေါ်ဆိုရင်เนาะ provision လို့ခေါ်ပါတယ်တော့ဒီ provision နဲ့ပတ်သက်ပြီးတော့ International Accounting Standard 37ကရှင်းပြထားပါတယ်ဘယ်လိုကင်တွယ်ရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကဆက်ပြီးတော့ပြောပြပေးပါမယ်ဆိုတော့ဒီ provision ဖြစ်ပေါ်လာပုံနမူနာလေးတစ်ခုကျွန်တော်ပြောပြမယ်ဥပမာဆိုကြပါစို့ကျွန်တော်က product တစ်ခုကိုရောင်းတယ်ကိုယ်စားလှယ်ပေးတယ်ပေါ့နော်ဖြန့်ချီတယ်ပေါ့ဆိုတော့အဲ့ခါမှာကျွန်တော် product တွေကို quality ကောင်းပါတယ်ကျွန်တော် product တွေကဘာမှပြဿနာမရှိဘူးဒါကြောင့်မလို့ကျွန်တော် warranty ပေးပါတယ်ဆိုတော့ warranty ကဘယ်လိုပေးလဲဆိုတော့ lifetime warranty ပေါ့ lifetime warranty ပေးတယ်ပြက်လို့ကတော့ကျွန်တော်အစားထိုးပေးမှာပြန်လျော်ပေးမှာအဲ့လောက်ထိအာမခံကောင်းတယ် okay အဲ့တော့အဲ့ပစ္စည်းတွေကျွန်တော်ရောင်းနေပေါ့နော်အလုံး1000 2000စသည်ဖြင့်ကျွန်တော်ရောင်းထားတယ်ဒါပေမဲ့ကျွန်တော်မှာ warranty တစ်ခုရှိနေတာကတကယ်လို့များ factory fault ဖြစ်ခဲ့တယ်ဒီ product ကပြက်ခဲ့တယ်ဆိုရင်ကျွန်တော်လျော်ရမှာလျော်ပေးရမယ့်တာဝန်ကကျွန်တော်မှာရှိနေတယ်ဒါပေမဲ့ဘာမတိကြဘူးလဲဆိုတော့ဘယ်နှလုံးပြတ်မှာလဲအဲ့တော့ကျွန်တော်အမောက်မသိရအောင်ဘယ်လောက်ပေးရမလဲပေါ့နောက်ပြီးတော့ဒီကျွန်တော်ရောင်းလိုက်တဲ့ product တွေကဘယ်အချိန်မှာထပြီးတော့ပြတ်မှာလဲ timing ကလည်းမသိဘူးပေါ့ဆိုတော့ဘယ်တော့မှန်းလဲမသိတဲ့ဘယ်လောက်မှန်းလဲမသိတဲ့ဒါပေမဲ့ပေးတော့ပေးရမယ်အကျွေးဆိုရင်ဒါကျွန်တော်တို့လုပ်ငန်းရှင်အတွက်တော့ provision ဖော်ထားဖို့လိုပါတယ်ဒါပေမဲ့ဒီလိုမျိုး provision အဖြစ်သတ်မှတ်ဖို့ဆိုတာကစီကံချက်တော့ရှိတယ်၃ခုရှိပါတယ်အဲ့တော့ပထမအဆုံးစီကံချက်ကဘာလဲဆိုတော့ဒီအဖြစ်အပျက်ဟာဒါဖြစ်ခဲ့ပြီးသားပေါ့ already happened ပေါ့ဖြစ်ခဲ့ပြီးသားဖြစ်ရမယ်ဆိုတော့ကျွန်တော် case မှာဆိုကျွန်တော်ဒီ product တွေဘာလုပ်ထားပြီးလဲဆိုတော့ရောင်းထားပြီးပြီးတော့ warranty ပေးပါမယ်ဆိုတော့ promise ကလည်းပေးထားပြီးပြီဆိုတော့ဖြစ်ခဲ့ပြီးပြီရောင်းထားပြီးပြီဆိုတော့ number 1စီကံ okay နံပါတ်2ကဘာလဲဆိုတော့ဒီဟာနဲ့ပတ်သက်လို့ဖြစ်ခဲ့ရင်ကျွန်တော်လျော်ရမယ်လျော်ခြင်းငွေပေးရမယ်ဒါမှမဟုတ်အသစ်အစားထိုးပေးရမယ်ဆိုတော့ဒီပေးရမယ်ငွေထွက်သွားမယ်အလားအလာပေါ့နော်အဲ့ဒါကလည်းတည်ကြသလောက်ရှိရမယ်စကလုံးအရဆိုတော့ probable ဖြစ်ရမယ်လို့ပြောတယ်တာမန်လူတွေနားလည်နိုင်အောင်ပြောရမယ်ဆိုတော့ more than 50% တည်ကြရမယ်ပေါ့လျော်ရဖို့ပေးရဖို့တည်ကြသလောက်ရှိတယ်နံပါတ်3စီကံချက်ကတော့အဲ့ဒီ amount ကို reliably measure လုပ်လို့ရရမယ်ဘယ်လောက် amount မှာဆိုတာကို reliably measure လုပ်လို့ရရမယ်ဆိုတော့ဒီအချက်3ချက်နဲ့ကိုက်တယ်ဆိုရင်တော့ဒီနှစ်ကကျွန်တော်တို့စီးရင်ကာလကုံဆုံးတဲ့အချိန်မှာခုနက provision ဖော်လိုက်မယ်အဲ့ဒီ provision ဖော်ပြီးသွားရင်ကျွန်တော်စီးရင်သွင်းရမယ် expense မှာတစ်ချိန်သွင်းပေးမယ်ဒါ profit and loss မှာဆို expense နဲ့မှာတစ်ချိန်သွင်းပေးမယ် balance sheet မှာဆိုရင်ဒါ liability လို့ဖော်ပေးရမယ်
ဒါက provision ကိုလုပ်ငန်းမှာရှိလာခဲ့ရင်ကင်တွယ်ရမယ့်ပုံစံ okay ဒါဆိုရင်နောက်ထပ်နမူနာတစ်ခုလည်းကျွန်တော်ထပ်ပြောပြမယ်ဒါကကြတော့ဝန်ထမ်းတစ်ယောက်ကိုကျွန်တော်ကအလုပ်ထုတ်လိုက်တယ်အလုပ်ဖြုတ်လိုက်တယ်ပေါ့ဖြုတ်လိုက်တဲ့အခါမှာဒီဝန်ထမ်းကမကျေနပ်ဘူးသူ wrongful dismissal ပေါ့နော်ကျွန်တော်ကမှားပြီးတော့သူဖြုတ်ပါတယ်ပေါ့နော်သူမကျေနပ်တဲ့အတွက်သူကတိုင်ပါတယ်တရားစွဲပါတယ်နင့်နာကြီးတောင်းပါတယ် okay တကယ်လဲကျွန်တော်ရဲ့ဝန်ထမ်းကြီးကျွန်တော် HR ပါနော်မှားပြီးတော့ဟုတ်တယ်ထုတ်လိုက်မိတယ်ဖြုတ်လိုက်မိတယ်ကျွန်တော်တို့လုပ်ငန်းရှင်ဘက်ကမှားသွားတယ်နောက်ပြီးတော့သူကလည်းခိုင်မာတဲ့သက်သေတွေနဲ့တရားရုံးမှာပြနိုင်တယ်ဆိုရင်ကျွန်တော်ရဲ့ရှေ့နေတွေကလည်းအကြံပေးတယ်ဒီ case ကတရားရုံးကတော့ဘာအမှုမှsorry ဆုံးဖြတ်ချက်ကတော့မချသေးဘူးတရားရုံးကဆုံးဖြတ်ချက်တော့မချသေးဘူးဒါပေမဲ့ကျွန်တော်ရှေ့နေတွေဘက်ကဘာမှတ်ချက်ပေးလဲဆိုတော့ဒီအမှုမှာတော့ကျွန်တော်တို့ဘက်ကတော့နိုင်ခြေသိပ်မရှိဘူးရော်ကြီးကပေးရနိုင်ဖို့များတယ်နော်ရော်ကြီးပေးရနိုင်ဖို့များတယ်ဒါဆိုလို့ရှိရင်တော့ပေးတော့မပေးရသေးဘူးပေါ့အမှုကလည်းတရားသူကြီးကလည်းမဆုံးဖြတ်သေးဘူးပေါ့နော်နိုင်နေရှုံးနေဆိုမဆုံးဖြတ်သေးတော့လည်းပဲစင်းကာလကုန်ဆုံးနေပြီဆိုလို့ရှိရင်ဒီအချိန်မှာဒီမသေးကြမရေရတဲ့ကိစ္စလေးကိုကျွန်တော်တို့က provision ဖြစ်ပေါ်ထားလို့ရတယ်ဒါလည်းခုနပြောတဲ့အချက်၃ချက်နဲ့ကိုက်မှာပါနော်ကိုက်မှာပေးရဖို့တေးကြတယ်ဆိုမှသာကျွန်တော်တို့ကသူ provision ဖြစ်ပေါ်ထားဖို့လိုတယ်ဒီနေရာမှာထပ်ဖြည့်ပြောချင်တာကအကယ်၍တာပေါ့ဒုတိယ case မှာတရားရုံးကအမိန့်မချသေးဘူးဒါပေမဲ့ကျွန်တော်တို့ဘက်ကလုံးဝမမှားဘူးနော် wrongful dismissal လောက်တာမဟုတ်ဘူးကျွန်တော်မှန်မှန်ကန်ကန်ပဲဒါလူတွေကို redundant လုပ်လိုက်တာ short လိုက်တဲ့အထက်မှာ तू ကပါသွားတာအဲ့လိုကျွန်တော်တို့ဘက်ကတက်တည်ပြနိုင်တယ်အဲ့တော့ကျွန်တော်ရှိနေတွေကဘာလို့ recommend ပေးလဲဆိုတော့ကျွန်တော်တို့နိုင်ခြေရှိတယ်ဒီဝန်ထမ်းတောင်းလာတဲ့နင့်နာကြီးကိုကျွန်တော်တို့ကယော်ပေးစရာမလိုဘူးမယော်ရဖို့များတယ်ပေါ့နော်မယော်ရဖို့များတယ်ဆိုတော့မှတ်ချက်ထွက်လာတယ်ဆိုရင်တော့ကျွန်တော်စင်းကာလာကုံဆုံးတဲ့အချိန်မှာဒါကို provision လို့ကျွန်တော်ရာထားစရာမလိုဘူးကျွန်တော်သူ့ notes လောက်ပဲပြထားလို့ရတယ်လုံလုံကြီးတော့လည်းဖျောက်ပလိုက်လို့တော့မရဘူးဘာလို့လဲဆိုတော့ miss information ဖြစ်မှာဆိုလို့เนาะသတင်းထိန်ချန်တာတို့ဘာလို့ဖြစ်မှာဆိုလို့ဖော်တာတော့ဖော်ပြရမယ်ဒါပေမဲ့ note အနေနဲ့တော့ဖော်ပြပေးမယ် provision လို့တော့ပြောပြစရာစီးရင်သွင်းရစရာမလိုပါဘူးဆိုတော့အခုကျွန်တော်ပြောပြခဲ့တဲ့ case လေးနှစ်ခုရဲ့ IAS 37ကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုမိတ်ဆက်ပေးတာကိုလုပ်ငန်းရှင်တွေအတွက်ပဲဖြစ်ဖြစ်အစင်းကန်ပညာကိုလေ့လာနေတဲ့ကျောင်းသူကျောင်းသားတွေအတွက်ပဲဖြစ်ဖြစ်တထောင်တနေရာကနေပြီးတော့အကျိုးရှိမယ်ဆိုလို့ရှိရင်ဝမ်းသာပါတယ်ကျေးဇူးလည်းတင်ပါတယ်